တော်ပဲမင်္ဂလာဗျာထွန်းသက်ပေးရတဲ့ကြိုဆိုပါရစေဒီနေ့မှာတော့ MP4 ဗီဒီယိုကနေပြီးတော့ MP3 ကိုဘယ်လိုပြောင်းလဲလို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်အစအဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကိုစိတ်ဝင်စားတဲ့ဒီ MP3 ဆိုပြီးတော့ comment လေးမှာလာရောက်မှတ်ပြီးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Play Store ကိုဝင်ပေးရမှာဖြစ်ပါတယ် Play Store ကိုရောက်သွားပြီဆိုတော့အောက်မှာရှိတဲ့ server လေးမှာပေါ့နော် server လေးရှိအဲ့ဒါကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်အပေါ်မှာရှိတဲ့ဟာလေးကိုကျွန်တော်ရေးသလိုမျိုးလေးလိုက်ရေးလိုက်ပါ MP4 to MP3 video converter audio ပေါ့နော်ဒီဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုတော့ကျွန်တော် download ဆွဲနေကြဒီ app လေးရှိပါတယ်ဒီကောင်လေးကိုယုံကြည်နဲ့ download ဆွဲလို့ရပါတယ်သူကလူပေါင်း100 milli ဒါမှ download ဆွဲထားဖြစ်ပါတယ်လူပေါင်း100 သန်းပေါ့နော် download ဆွဲထားဖြစ်ပါတယ်အဲ့ပြီးသွားရင်တော့ install ဆိုတာလေးကိုနှိပ်လိုက်ပါဒီ install တင်လိုက်ပါနော်အဲ့ပြီးတော့ခဏစောင့်ပြီပါကိုယ့်ရဲ့ internet ဟိုမြန်တဲ့နေ့ရပုံမူတည်ပြီးတော့ဒါမဲ့ဒီကောင်လေးကတော့မြန်ဆန်နဲ့ပြည့်သွားပါလိမ့်မယ်သူကဟို application ကနည်းနည်းနည်းတဲ့အတွက် file size နည်းတဲ့အတွက်ပေါ့ကြောင့်ဟုတ်ကဲ့ပါခဏလေး install တင်နေပါပြီအဲ့ပြီးတော့အောက်မှာရှိ open ဆိုတဲ့နေရာလေးနှိပ်လိုက်ပါနော် open ကိုနှိပ်လိုက်ပါအဲ့ပြီးတော့ရင်တော့ permission လေးနည်းနည်းတောင်းပါလိမ့်မယ်အောက်မှာ okay ဆိုရတယ်နှိပ်လိုက်ပါ okay ဆိုတာပဲထည့်နေပြီပါအဲ့ပြီး allow ကိုနှိပ်ပြီပါအဲ့ပြီးပုံမှာရှိတဲ့ accept ဆိုတဲ့နေရာလေးကိုနှိပ်ပြီပါဒီ accept ဆိုတဲ့နေရာလေးနှိပ်ပြီပါအဲ့ပြီးတော့အပေါ်ဆုံးမှာဟာတခုကိုနှိပ်လိုက်ပါအပေါ်ဆုံးမှာရှိတာအဲ့ပြီးတော့ဆိုရင်တော့ဒီမှာ file ပုံစံမျိုးလေးနဲ့ဒီမျိုးလေးကြံနေပါလိမ့်မယ်ဒီပုံစံမျိုးလေးအဲ့ဒါလေးကိုနှိပ်လိုက်ပါ okay ဆိုတာနှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ကို file ထဲမှာရှိတဲ့ဒီ MP4 video တွေကိုသူရောက်သွားပါလိမ့်မယ်ရောက်သွားတဲ့ခါကျရင်ကိုအသုံးပြုခြင်းနဲ့ MP4 ပေါ့နော် MP3 ပြောင်းခြင်းတဲ့ဟာပေါ့တခြင်းပဲဖြစ်ဖြစ်တရားတွေပဲဖြစ်ဖြစ်ပေါ့နော် MP3 ပုံစံမျိုးနဲ့နားထောင်ခြင်းနဲ့ဆိုရင်ကိုစိတ်ကြရွေးချယ်လိုက်ပါကျွန်တော်တော့ဒီကောင်လေးကိုပြောင်းပေးမှာဖြစ်ပါတယ်ပြောင်းလဲမှာဖြစ်ပါတယ်အဲ့ကောင်လေးနှိပ်လိုက်ပါမယ်နှိပ်ပြီးသွားရင်တော့လွယ်ပါတယ်အဲ့လိုမျိုးနှိပ်ပြီးသွားပြီဆိုရင်ဒီအောက်မှာရှိတဲ့ဒီ download ပုံစံမျိုးလေးပေါ့နော်ဒါလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုတော့ခဏလေးနဲ့ပြည်သွားပါတယ်ပြည်သွားပြီးသွားရင်ပြန်ဒီမှာအစမ်းနားထောင်ခြင်းနဲ့ဆိုလည်းရပါတယ်နေရာလေးကိုနှိပ်လိုက်ဒါလေးကိုနှိပ်လိုက်ပါအဲ့ဆိုတော့ကျွန်တော် MP3 လေးရသွားပြီပေါ့နော်ရသွားပြီဆိုရင်ကျွန်တော်ဘယ်မှာသွားကြည့်ရမလဲဘယ်မှာသွားရှာရမလဲပေါ့နော်အနီလန်းလေးပါတခါလေးပြပြလိုက်ပါမယ်အဲ့ပြီးသွားရင်ကိုထွက်လိုက်ပါနော်ဒီ app ကနေထွက်လိုက်ပါထွက်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ဒီဖုန်းထဲမှာရှိရဲ့ file manager ပေါ့ကျွန်တော်ကတော့ Mi ဖုန်းနဲ့ပေါ့နော် Redmi ဖုန်းနဲ့ပြပြီးတဲ့အတွက်ဒီ file manager ဒီနေရာလေးဝင်လိုက်မယ်နော်တခြားမိတ်ဆွေတို့ဖုန်းကတခြားဖုန်းဆိုရင်တော့တခြားပုံစံလေးနဲ့ပေါ့နော် file manager ဆိုတာပါမှာပါအဲ့ဒါဝင်လိုက်ပါဝင်ပြီးသွားရင်ကျွန်တော်ဒီလိုမျိုးလေးကြာလာလိမ့်မယ်ဒါတွေကတော့ဒီခုနကကျွန်တော်တို့ MP4 MP3 ပြောင်းလိုက်တဲ့နေရာလေးပေါ့နော်အဲ့ထက်မှလည်းရှိသလိုကျွန်တော် music ဆိုတဲ့နေရာလေးမှာလည်းဝင်ကြည့်လို့ရတယ်ပေါ့နော်အပေါ်မှာရှိတဲ့ music ဆိုတဲ့နေရာလေးအဲ့ထက်မှလည်းကျွန်တော်တို့ခုနကဒီ MP3 ပြောင်းလဲလိုက်တဲ့နေရာလေးပေါ့ဒီမှာရောက်လာပါပြီနားထောင်လို့ရပြီပေါ့နော်ကိုတချင်းလေးဟုတ်ကဲ့ပါကျွန်တော်ရဲ့ video လေးရတဲ့စုံတွေကအကျိုးကျေးဇူးရှိမယ်ဆိုရင် like and share လေးလုပ်ပေးသွားပါဦးခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်